အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျွန်တော်လုပ်ပေးချင်တဲ့ဒီ mini reading လေးကပေါ့နော် University Divine ကနေပေးချင်တဲ့ message ကိုကျွန်တော်က reading လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့တူတစ်ချက်လိုက်ပြီးကြည့်ကြရအောင် The Star, Three of Swords, The Chariot. Okay အခြေနဲ့ပတ်သက်ပြီးတော့ကိုက move on လုပ်နိုင်လာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဒီအခြေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အရင်တော့ကိုအနေနဲ့နာကျင်ခဲ့ရတဲ့ဟာမျိုးတွေအခြေနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးဒီကံမတူလို့ရည်စက်မတူလို့ personality မတူလို့နာကျင်ခဲ့ရတဲ့လူတွေကိုကိုကစွန့်လွတ်နိုင်ပြီးတော့ move on လုပ်နိုင်လာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ကိုယ့်အတွက် healing တွေကိုလည်းသူက blessing အနေနဲ့ပေးမယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ် heal ဖြစ်လာမယ်ဆိုတဲ့ပုံစံမျိုးကိုလည်းတွေ့ရတယ်ဒီ past တွေကနေ move on လုပ်နိုင်ပြီးတော့heal ဖြစ်လာနိုင်မယ်ဆိုတဲ့ပုံစံမျိုးကိုလည်းတွေ့ရတယ်နောက်တစ်ခုကကိုယ့်အနေနဲ့ဘာဖြစ်မလဲဆိုရင် the star card က soulmate ကလို့လည်းပြောလို့ရတယ်ပေါ့နော်ကိုယ့်အတွက် soulmate တွေ right person တွေကိုယ့်ဘဝတွေကိုဝင်လာဖို့ရှိရဲဆိုတဲ့ပုံစံမျိုးကိုလည်းတွေ့ရတယ်ကိုယ့်အနေနဲ့ heal ဖြစ်လာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုလည်းတွေ့ရတယ်ပြီးတော့ဒီ9လပိုင်းထဲမှာလည်း black sin တွေတချို့ရလာတတ်တယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ခရီးသွားတာမျိုးတွေပါတယ်လဲကြောင်းရတတ်တယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဒီ reading လုပ်နေတဲ့အချိန်မှာလည်းကျွန်တော်ရဲ့ဒီ phone screen မှာတွေ့ရတဲ့ဟာက11လည်းဖြစ်တယ်လို့ဒီrecord လုပ်ထားတဲ့ video ကလည်း111ဆိုပြီးတော့လည်းတွေ့လိုက်ရသေးရပေါ့နော်အဲ့တော့ဒါကတော့တကယ်ကို universe ကထိမိမိပေးလိုက်တဲ့ message ဆိုတဲ့ဟာမျိုးကိုကျွန်တော်ကမြင်ရပါတယ်ကြည့်ပေးရတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်အဲ့တော့ Mystic Tarot Channel မှာ subscribe လုပ်ထားလို့လည်းရတယ် like and follow လုပ်ထားလို့လည်းရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးနောက် video တွေမှာပြန်လည်တွေ့ဆုံပါအောင်မယ်